အတူကအေးစစ်စစ်နဲ့စီးပွားရေးကိုရှာစားနေတာဦးလေးတို့လည်းသိတယ်ဒါပေမဲ့မတရားတာလုပ်မယ်မတရားတာပြောမယ်ဆိုရင်တော့အတူကမှဦးလေးတို့ရှိတယ်ဖြည့်ရှင်းပေးမယ်ဟုတ်တယ်မလားတကယ်ကြီးဟုတ်တယ်လို့မင်းတို့မင်းများနဲ့တော့မပြောနဲ့ဟောစီပြောတော့ဖြစ်တာကိုညီကိုနဲ့ဖြစ်တာလေရားနဲ့မင်းတို့မင်းများနဲ့ဝင်မပြောနဲ့ပွဲချခြင်းနဲ့ပွဲရှိခြင်းလာခဲ့လိုက်နော်ပွဲရှိခြင်းလာခဲ့လိုက်ရောင်းနေတယ်နော်ပွဲရှိခြင်းလာခဲ့လိုက်ငါရှာလို့ရငါဖုန်းတွေကလည်းပြည်တာပဲမင်းတို့မင်းများနဲ့ကြားထဲဝင်မပြောကြနဲ့နော်ပြောခြင်းနဲ့ဆိုရင်လာခဲ့လိုက်ပွဲကြည့်ချင်းဘယ်နေ့ကစပြမယ်ဆိုတာမင်းပြောလာပြလိုက်ဟုတ်တယ်ပွဲချခြင်းလာခဲ့ငါပါရှိတယ်ပွဲနော်ဟောပွဲရှိတယ်ပွဲချခြင်းလာခဲ့မင်းတို့မင်းများနဲ့တော့ရှောက်ပြောနေတယ်အဲ့ဘောကြည့်ရတာမျက်စိဆိုတော့နောက်တယ်ကြောက်ကြရင်ယူတဲ့ကောင်ရှိတယ်နောက်မှာကြောက်ရင်လည်းယူရကြရှင်းရင်လည်းရှင်းကားလိုက်ဟောဟုတ်တယ်လေလိုင်းပေါ်မှာရှောက်ပြီးတော့အဲ့ဒီပြောတာဒီမှာတော့မဟုတ်ပောက်ကလေးတဲ့ပြောနေရှင်းနဲ့ကိုလာခဲ့လိုက်လူစီဘလူစီတော့ရှိတယ်လေလူစီဘလူစီတော့စောက်ဒီဖက်သားကိုဘယ်လိုလုပ်လိုက်ရင်ဘယ်လိုတော့ရောက်သွားမလဲဘယ်လိုပုံပြောလိုက်ရင်ဘယ်လိုထိခိုက်သွားမလဲဆိုတော့ဒီနေ့လေးတော့ချိန်ပြောဖို့ကွာကြောက်လူတိုင်းကပြောလို့ရတာပဲတက်ပြောငါပြောပြမလားရောတမျိုးလုံးတန်တိုင်ကလုံးငါပြောလိုက်ဟုတ်တာရောမဟုတ်တာရောပြောလို့ရတယ်ပြောလို့မရဘူးလူစီရှိတယ်ပြောချင်တယ်ဆိုဖုန်းဆက်လိုက်နော်ပြောချင်တယ်ဆိုဖုန်းဆက်လိုက်ဒီလိုလုံးနေကွာဟုတ်တယ်မလားဒီကြောတော့ရှိတယ်ဒီကျိုးတော့ရှိတယ်တဲပြောလို့ရတယ်ကွာတယောက်ကြောက်ရရတယ်ပဲလာကျေးဇူးပါတဲ့ဒီဟုတ်